တာတို့သမီးတို့အားလုံးပဲမင်္ဂလာပါရှင်တချေတို့ရဲ့ Mass Constellation Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေတချေကဒီနေ့မှာတော့ Integers topic တဲမှာပါဝင်တဲ့ square roots and cube roots သင်ခန်းစာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်တချေတို့ရဲ့ sharing ကိုမစတင်ခင် share video ကို like and share channel ကို subscribe လုပ်ပေးသွားခဲ့ကြပါရှင်ဒါဆိုရင်တချေတို့ရဲ့ video လေးကိုစလိုက်ပါမယ်တချေတို့ဒီခေါင်းစဉ်မှာဆိုလို့ရှိရင်တော့ square numbers တွေ square roots တွေကဘယ်လိုမျိုးဆက်ဆက်နေရလဲ cube numbers တွေ cube roots တွေကဘယ်လိုမျိုးဆက်ဆက်နေရလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ square numbers နဲ့ square roots ကနေပြီးတော့စလိုက်ပါမယ်။ဆို1 times 1 1ဒီလိုတူညီနေတဲ့ number ကိုပဲနှစ်ကြိမ်မြောက်ထားတာ2 times 2ဆိုလို့ရှိရင်4 3 times 3က9 4 times 4က16 5 times 5က25 okay အမှမှာဒီလိုတူညီနေတဲ့ number ကိုနှစ်ကြိမ်မြောက်ပြီးတော့မှရလာတဲ့ number တွေ1 4 9 16 25ဒီလို number တွေကိုဒီလိုက square numbers နှစ်ထပ်ကိန်းတွေလို့ခေါ်တာပါဒါဆိုရင်နှစ်ထပ်ကိန်းဆိုတာတူညီနေတဲ့ number ကိုနှစ်ကြိမ်မြောက်ပြီးရလာတဲ့ number မျိုးကိုပြောတာဖြစ်ပါတယ်So we use an index or two to show square numbers. Square numbers တွေကိုဖော်ပြဖို့အတွက် index လို့ခေါ်တဲ့ထပ်ညွှန်း2ကိုအသုံးပြုရတာဖြစ်ပါတယ်။ဒါကို1ရဲ့ပုံမှာထပ်ညွှန်း2ထင်ထားရဲဆိုတော့1to the power of 2လို့မဖတ်ပဲနဲ့သူရဲ့ special name အနေနဲ့1 square ဆိုပြီးဖတ်လို့ရပါတယ်။1 square is 1, 2 square is 4, 3 square is 9, 4 square is 16, 5 square is 25ဖြစ်ပါတယ်။ဒါကဒီလို square number အကြောင်းစဉ်းစားတာဖြစ်တယ်။ဒါဆိုရင်4 square ရဲ့တန်ဖိုးဒီ16နဲ့ equivalent ဖြစ်တယ်ဆိုလို့ရှိရင်တဲ့4 is equal to ဒါကိုဒီလိုဖတ်ရင် square root of 16လို့ဖတ်ရမှာဖြစ်ပါတယ်။4ဒီတဲ့ square root of 16နဲ့တွားပြီးတော့တူပါတယ်တဲ့ဒီမှာဒီလိုရေးပြထားတဲ့ဒီလိုဒီတင်ဂေတာကကြတော့ square root ရဲ့တင်ဂေတာဖြစ်ပါတယ် square root ကိုဆိုရင်ဒီလိုမျိုး sign နဲ့ရေးတယ်ဒီလိုမျိုး symbol နဲ့သုံးပေးရတာဖြစ်ပါတယ်ဖတ်မယ်ဆိုလို့ရှိရင် square root of 4 square root of 25ဒီလိုမျိုးလေးဒီလိုဖတ်ပေးရမှာပဲဖြစ်တယ်ဒါဆိုရင် square root ရဲ့အဓိပ္ပာယ်ကိုဒီလိုစဉ်းစားကြည့်မယ် square root ဆိုတာကဥပမာအနေနဲ့ဒီမှာဒီလို16ဆိုတဲ့ဒီ number ရရှိဖို့အတွက်ဘယ် number ကိုနှစ်ထပ်တင်ထားတာလဲဘယ် number ကိုနှစ်ကြိမ်မြောက်ထားရတာလဲကိုစဉ်းစားရတာပေါ့နော်ဒါကဒီလို square ရဲ့ reverse process လို့ပြောလို့ရတယ် square တုန်းကဆိုရင် number တစ်လုံးကိုနှစ်ကြိမ်မြောက်တာနှစ်ထပ်တင်တာ16ရတယ်အပြန်အလှန်အနေနဲ့ဒီလို square root ရှာမယ်ဆိုလို့ရှိရင်16ဆိုတဲ့ number ရဖို့အတွက်ဘယ် number ကိုနှစ်ကြိမ်မြောက်ထားတာလဲနှစ်ထပ်တင်ထားတာလဲဆိုပြီးတော့ဖြောင်းပြန်စဉ်းစားပေးရတာဖြစ်ပါတယ်ဒါဆိုဒီလိုမျိုးလေးဆက်ဆက်နေတယ်4 square is equal to 16 square root of 16 is equal to 4ဖြစ်ပါတယ်ဒါရတဲ့သမီးရမယ်နော်ဒီမှာကဒီလို example ဖြစ်ပါတယ်တာရည်သမီးတွေ example မသွားခင်အရင်ဆုံးအနေနဲ့ဆိုရင်ဒီလို square numbers တွေကိုအလွတ်မှတ်ထားတာတာရည်သမီးတွေအတွက်ပို့ပြီးတော့အဆင်ပြေမယ်ပု္ပ္ပစာတွက်တဲ့အခါမှာလည်းပို့ပြီးတော့အဆင်ပြေမယ်ဖြစ်နိုင်မယ်ဆိုရင်တော့1 square ကနေ20 square လောက်ထိမှတ်ထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဒီနဲ့အတူတူ square number တွေကိုမှတ်ကြည့်ရအောင်တာရည်သမီးတွေ1 square ကတော့ဒါကတော့လွယ်တယ်ပေါ့နော်1 square ဆိုတာဒီလို1ကိုနှစ်ကြိမ်မြောက်လိုက်တော့1ပဲရမယ်ဒီလို2ရဲ့ square number ဆိုရင်2ကိုနှစ်ကြိမ်မြောက်တော့ဒီလို4ရတယ်3 square is 9 4 square is 16 5 square is 25 6 square is 36 7 square is 49 8 square is 64 9 square is 81 10 square is 100ကလေး1 square ကနေ10 square လောက်ထိရတော့တာရည်သမီးတော့ okay မယ်အဲ့ဒီမှာစပြီးတော့ဒီလို11 square ကနေ20 square လောက်ထိမှတ်ထားမယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်11 square က121 12 square က144 13 square က169 13 square နဲ့40 square ကဒီလိုနည်းနည်းလေးမှတ်ရလွယ်တယ်သူကအပြန်နံပဲ13 square တုန်းကဆိုရင်ဒီလို6ကအရင်လာမှာ169 40 square ကကျတော့196 Okay, 15 square ကတော့225, 16 square 256, 70 square 289, 18 square 324, 19 square 361, 20 square 200တို့ပဲဖြစ်ပါတယ်ဆိုတော့တာရည်သမီးတွေကဒီ400လောက်ထိ square number တွေရထားမယ်ဆိုရင်အဲ့ဒီ square number တွေရဲ့ square root ကိုလည်းအပြန်အလှန်အနေနဲ့ရှာတတ်ရမှာဖြစ်ပါတယ်ဆိုတော့ဥပမာအနေနဲ့ဒီရှယ်ကsquare root of 81လို့ပြောလိုက်ပြီဆိုရင်81ဆိုတဲ့ number ဒီဘယ် number ကိုနှစ်ထပ်တင်ထားရလဲဘယ် number ကိုနှစ်ကြိမ်မြောက်ထားရလဲဆို9ပေါ့ဒါဆိုဒီရှယ်တို့ answer က9ဖြစ်သွားမယ် square root of 169လို့ပြောမယ်ဆိုရင်169ရဖို့အတွက်30ကိုနှစ်ထပ်တင်ထားတာ30ကိုနှစ်ကြိမ်မြောက်ထားတာဆိုတော့ဒီရှယ်တို့ answer ဒီ30ပေါ့ဒီလိုမျိုးလေးတာရည်သမီးအပြန်အလှန်လေးလေသိနေရမှာဖြစ်ပါတယ် okay
ဒါဆိုရင်ဒီချေတို့ရဲ့ example ကိုစပြီးတော့ကြည့်မယ် work out square root of 100 minus square root of 81ဆိုတော့ဒီချေတို့ဒီ100ဆိုတဲ့နံပါတ်ရဖို့အတွက်10ကို2ချိန်မြောက်ထားတာဆိုတော့ square root of 100ဒီ10ဖြစ်မယ် minus က minus ပဲ square root of 81 is 9ဒါဆိုဒီချေတို့ subtract လုပ်လိုက်မယ်ဆိုရင် answer is 1ဒါလေးရသွားမှာဖြစ်ပါတယ်Okay ဒါကတာရတဲ့ square number တွေနဲ့ပတ်သက်တဲ့ exercise တွေကိုဒါဆိုဒီ cube number ကိုမသွားခင် square number တွေနဲ့ပတ်သက်တဲ့ exercise တွေကိုအရင်ဆုံးသွားထားလိုက်ပါမယ် okay ဒီကျတော့3 square ဒါကတော့အရင်လွယ်ပါတယ်3 square is 9 5 square is 25 15 square ဒါတာရတဲ့ခဏတော့20 square လောက်ထိကြက်ထားမယ်ဆိုလို့ရှိရင်50 square ကဘယ်လောက်ဖြစ်မှာလဲ225ပါဒါဆိုကျန်တာကိုတာရသမီးအင်စာအနေနဲ့စဉ်းစားလို့လုပ်ကြည့်လို့ရပါတယ်တော့ဒီမှာပါနံပါတ်2မှာကြတော့ equivalent statement to 7 square 7 square က49ဖြစ်တယ်ဆိုရင်49ရဲ့ square root က7ဖြစ်ပါတယ်ဆိုရင်ဒီချေတို့နံပါတ်1မှာ question က answer တွေကိုဒီလိုပုံစံဒီလိုဖော်ပြချက်ပုံစံနဲ့ပြန်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်။အဲဆိုဥပမာအနေနဲ့တာရသမီး A ကိုပဲစဉ်းစားပြီးရေးကြည့်မယ်ဆိုရင်3 square is 9ဒါဆိုရင်တော့ square root of 9 is equal to yes 3ဖြစ်မှာပေါ့။ Okay ဆိုနံပါတ် B ကိုရေးကြည့်မယ်ဆိုရင်လည်း5 square is 25ဒါဆိုရင်တော့ square root of 25 is equal to 5ရမှာပဲဖြစ်ပါတယ်ဒီလိုပုံစံနဲ့တာရသမီးရေးလို့ရပါတယ်ဆိုတော့ number 3ရဲ့ A ဘိုင်းကိုသွားပါမယ် number 3ရဲ့ A မှာ square root of 30 60ဘယ်လောက်ရလဲ36ရဖို့အတွက်ဘယ်နံပါတ်2ချိန်မြောက်ထားလဲဘယ်နံပါတ်2ထပ်တင်ထားလဲ6ပါ okay ဒါဆိုဒီ number D ကိုတွားလိုက်မယ် square root of 144ရဖို့အတွက်ဘယ်နံပါတ်2ချိန်မြောက်ထားလဲ yes 12ဖြစ်ပါတယ် okay ဒါကကြတော့ဒီ Q number အပိုင်းလေးဒီရောက်သွားပြီเนาะ Okay ဒါဆိုလို့ရှိရင်ဒီ square နဲ့ပတ်သက်တာလေးတွေကိုအရင်ဆုံးဆက်ပြီးတော့သွားလိုက်ပါမယ် So example 1.12ဖြစ်ပါတယ် show that တဲ့ပြပေးပါ9 is the closest integer to square root of 79 9ဒီတဲ့ square root of 79ရဲ့အနည်းဆက်ဆုံးကိန်းပြည့်တန်မှုဖြစ်တယ်ဆိုတာကို show that လို့ခိုင်းနေပြခိုင်းတာဖြစ်ပါတယ်ဒါဆိုရင်ဒီချေတို့ဒီမှာကသူစဉ်းစားခိုင်းထားတာက square root ထဲက number ကိုစဉ်းစားထားခိုင်းတာပါ79ပေါ့နော် square root of 79 79ကဒီချေတို့ square number မဟုတ်ဘူး perfect square number မဟုတ်ဘူး perfect square number ဆိုတာဒီချေတို့ square root တန်ဖိုးရှာလိုက်လို့တိတိကျကျ integer စနစ်ထွက်လာတဲ့အပြည့်ကိန်းနဲ့ထွက်လာတဲ့ number မျိုးကိုဒီ zero perfect square number လို့ခေါ်လို့ရတယ်79ကတော့ perfect square number တော့မဟုတ်ဘူးဒါဆိုရင်တားရတဲ့မြေတိထားတဲ့ဘယ် perfect square number နှစ်ခုကြားထဲမှာရှိမှလဲဆိုတာကိုဒီ zero စဉ်းစားကြည့်မယ်ဒီ zero 79ဆိုတော့တားရတဲ့မြေ7 square 49 8 square က64 okay 8 square 64ဆိုလည်းမဟုတ်သေးဘူး9 square 9 square ဆိုတော့ဒီ zero 80 81ဒါဆိုရင်ဒီချေတို့ဒီ64နဲ့ဒီ81ရဲ့ခြားထဲမှာ79ကရှိနေတာအခုဒီမှာဒီချေတို့စဉ်းစားရမှာကသူက root နဲ့စဉ်းစားခိုင်းတာဆိုတော့ square root ပါထည့်လိုက်မယ်ဆိုတော့ square root of 64ဒီချေတို့ဘာဖြစ်မှာလဲဆိုလို့ရှိရင်သူရဲ့နှစ်ထပ်ကိန်းရင်ဒီ8 square root of 89ဆိုလို့ရှိရင်သူရဲ့နှစ်ထပ်ကိန်းရင်ဒီ9ဖြစ်မှာပါဒါဆိုဒီချေတို့စဉ်းစားရမှာ79ဒီ64နဲ့ကတ်တာလား81နဲ့ကတ်တာလား yes 81နဲ့ကတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချေတို့သူနဲ့အကတ်ဆုံးဖြစ်နေတာ9ဒီclosest အဖြစ်ဆုံး integer ဆိုပြီးတော့ဒီ share ကိုစဉ်းစားလိုက်ရတာဖြစ်ပါတယ် okay အဲ့လိုမျိုးပဲဒီ share ကို square root of 215ကလည်းတဲ့ဒီ share ကို14 square နဲ့15 square ရဲ့ခြားထဲမှာဒီ share ကိုရှိရဆိုတဲ့အကြောင်းပြပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ share က perfect square number တွေကိုစဉ်းစားမယ်14 square ဒီဘယ်လောက်ရလဲဆိုရင်196ဖြစ်ပါတယ်ပြီးရင်15 square ကတော့ဒီ share 225ဖြစ်ပါတယ်ဒါကိုဒီ share ကအခုက square root ကိုစဉ်းစားချင်တာဆို square root တင်လိုက်မယ်196ရဲ့ square root ဒီ share ဘာဖြစ်မှာလဲဆို14ဒါကကြတော့15ဒါဆိုရင် square root of 215ဆိုတာ14နဲ့50ရဲ့ခြားထဲမှာရှိရဲဆိုတဲ့အကြောင်းလေးဒီ share ကိုစဉ်းစားလိုက်တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီချက်ကိုနံပါတ်6အပိုင်းလေးကိုတားရတဲ့ဘေးစဉ်းစားကြည့်လို့ရတယ် work out တွက်ပေးပါ the integer that is close to ဒီချက် close ဖြစ်နေတဲ့ integer တွေတွက်ပေးရမှာပဲဖြစ်ပါတယ်ဒီချက်နံပါတ် A တစ်ပုဒ်တွက်ပြမယ်နံပါတ် A မှာဆိုလို့ရှိရင် square root of 50ဒါဆို square root of 15ဒီဘယ် integer နဲ့ closest အဖြစ်ဆုံးလဲအနည်းဆက်ဆုံးအဖြစ်ဆုံးလဲစဉ်းစားရမှာအခုဒီချက်ကိုစဉ်းစားခိုင်းထားတဲ့ number ဒီ square root အောက်ထဲက number ဖြစ်နေရမို့လို့ဒီချက်တို့လည်းဘာနဲ့စဉ်းစားကြည့်မှာလဲဆိုရင်ဒီ50ဆိုတဲ့ number ဒီဘယ် perfect square number နှစ်ခုခြားထဲမှာရှိရလဲဘယ် square number နှစ်ခုခြားထဲမှာရှိရလဲဆိုတာစဉ်းစားကြည့်မယ်ဆိုတော့50ဆိုတော့
2 square 4နဲ့3 square 9ကြားမှာလားမဟုတ်သေးဘူးဒါမှမဟုတ်3 square 9နဲ့4 square 16ကြားထဲမှာလားဆိုဟုတ်ပါတယ်ဒီချေတို့3 square 9နဲ့4 square 16ကြားထဲမှာရှိတာအခုဒီချေတို့စဉ်းစားရမှာဒီ square root ဆိုတော့ဒီမှာလည်းဒီချေ square root တင်လိုက်မယ် okay ဒါဆိုဒီချေတို့9ရဲ့ဒီချေတို့နှစ်ထပ်ကိန်းရင်ဒီ3ဖြစ်မယ်16ရဲ့နှစ်ထပ်ကိန်းရင်ဒီ4ဒီမှာဒီချေတို့စဉ်းစားခိုင်းတာက15ဆိုတဲ့ number ပေါ့နော် square root of 50 50ဆိုတော့ဒီချေ9နဲ့ကတ်တာလား16နဲ့ကတ်တာလား16နဲ့ကတ်နေတာဒါဆို16ရဲ့နှစ်ထပ်ကိန်းရင် closest integer တန်ဖိုးဖြစ်တဲ့4နဲ့ဒီချေ closest အဖြစ်ဆုံးဖြစ်မှာပါဒါဆို15ရဲ့ဒီချေတို့ဒီ closest ဖြစ်နေတဲ့ integer တန်ဖိုးကဘာရမှာလဲဆိုရင်ဒီချေတို့4ရမှာဖြစ်ပါတယ်ကျန်တဲ့အပုတ်တွေကိုဆိုရင်လည်းဒါရည်သမီးဒီ method နဲ့စဉ်းစားသွားလို့ရပါတယ်ဒါဆိုရင် number 7မှာnumber 7ကလည်း show that ပြပေးပါတယ် square root of 90ဒီ9နဲ့10 integer နှစ်ခုဖြစ်တဲ့9နဲ့10ကြားမှာရှိရဆိုတဲ့အကြောင်းလေးပြပေးပါဒါဆိုလက္ခဏာတော့ဒီချေတို့စဉ်းစားပုံစဉ်းစားနည်းနဲ့အတူတူပါပဲ90ဆိုတာဒီချေတို့ဘယ် perfect square number ရဲ့နှစ်ခုကြားထဲမှာရှိတာလဲကလေးဒီချေတို့8 square ဆိုလို့ရှိရင်64ပဲရှိအောင်မယ်9 square က80 10 square ကဘယ်လောက်လဲ100 okay ဒါဆို9 square 81 10 square 100ပါဒီချေတို့81ဆိုတာကခဏတော့ချေတို့စဉ်းစားထားတယ်81ဆိုတာက9 square ဖြစ်ပါတယ်100ဆိုတာက10 square ဖြစ်ပါတယ်အဲ့ဒါကိုဒီချေတို့ square root စဉ်းစားမယ်ဆိုလို့ရှိရင်9ဒီဘက်ကတော့10ဒါဆိုရင်ဒီချေတို့သူပြောထားတဲ့လိုပဲ square root of 19ဆိုတာဒီချေတို့9နဲ့10ဆိုတဲ့ integer နှလုံးကြားထဲမှာရှိနေတာပဲဖြစ်ပါတယ်ရမယ်နော်Number 7ရဲ့ B ကတော့တဲ့ consecutive integers နှလုံးကိုရှာပေးတဲ့ဒီချက်ဒီ sentence ကိုcomplete ဖြစ်စေဖို့အတွက်ဒီချက်တို့ဖြည့်ဖို့အတွက် square root of 118ဒီဘယ် integer နဲ့ဘယ် integer ကြားမှာရှိရလဲနံပါတ် C ကတော့ Q root ပိုင်းဆိုတော့ဒီချက် Q root ပိုင်းကိုပြီးမှပဲတွက်ပြီးချက်တို့ဒါဆိုနံပါတ် 2B ကိုဆက်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ခဏတော့ဘာလို့ပုံစံမဲ့ square root of 180ဒီဘယ် integer နှလုံးရဲ့ဒီချက်ဘယ်လိုမျိုး set type ဖြစ်နေတဲ့ consecutive integer နှလုံးရဲ့ကြားထဲမှာရှိရလဲအခုစဉ်းစားရမယ့် number ဒီဒီချက်တို့ square root အောက်ထဲက number ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချက်တို့ဒီ square number တွေစဉ်းစားမယ်180ဆိုတာဘယ် square number နှစ်ခုကြားထဲမှာရှိရလဲကလေး Yes 180ဆိုတာဟုတ်တယ်ဒီရှယ်ကို13 square ဖြစ်တဲ့169နဲ့14 square ဖြစ်တဲ့196ရဲ့ကြားထဲမှာရှိတာဒါဆိုသူရဲ့နှစ်ထပ်ကိန်းရင်ဒီမှာ13ဖြစ်မယ်ဒီမှာ14ဖြစ်မှာဆိုတော့ဒီရှယ်တို့ပြောထားတဲ့180ဆိုတဲ့ square root of 180ဆိုတာစတိုင်းလာနေတဲ့ integers 13နဲ့14ကြားထဲမှာရှိနေတာဖြစ်ပါတယ် okayဒါဆိုလို့ရှိရင်နံပါတ်8ကိုဒီချက်စဉ်းစားကြည့်ရအောင်နံပါတ်8က70 square ဒီခဏတော့ငါဒီချက်ချက်ခိုင်းထားတယ်เนาะဘယ်လောက်ရလဲကလေးတွေ yes 289ရပါတယ်ဒါဆိုရင်ဒီချက်တို့ဒီမှာanswer ဘာလို့ပြောထားလဲဆိုရင်70ရဖို့အတွက်ဆိုရင်ဒီချက်တို့70ရဲ့ဒီချက်တို့ဘာကိုစဉ်းစားမှာလဲဆို square root အောက်တရား number ကိုပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်ဘာရမှာလဲဆိုရင် square root of 289ဖြစ်ပါတယ်289ဆိုတဲ့ဒီ square number ရဖို့အတွက်70ကိုနှစ်ချိန်နှောက်ထားတာမို့လို့289ရဲ့နှစ်ထပ်ကိန်းရင်ဒီဒီချေတို့70ဖြစ်ပါတယ် okay ဆိုရင်နောက်တစ်ပိုင်းလည်းအဲ့လိုပါပဲကလေးဒါကကြောင့်အပြန်လှန်ပြန်ပြီးတော့စဉ်းစားတာပေါ့နော်သူကဒီ share ကို square number ရေးပေးပြီးတော့ square root အောက်ထဲက number ပြန်ပြေးခိုင်းတာမျိုးဒီလိုမျိုးတွေအပြန်လှန်စဉ်းစားပေးရတာဖြစ်ပါတယ်ဒါဆိုရင်တော့လေနံပါတ်9ရဲ့ A ဒါဆိုရင်ကလေးဒီ share တို့ answer ဒီ18ရတယ်18ရတယ်ဆိုရင် square root အောက်ထဲက number ကိုပြန်လို့ချင်း18ရဲ့ဘာကိုရှာပေးရမှာလဲဆိုရင် yes square number of 18ရဲ့ square number ကိုရှာပေးရမှာဒီ share 80ကိုဘာလို့ရမှာလဲဆိုနှစ်ခါမြောက်ရမှာဒါဆိုကလေးတွေဘယ်လောက်ရလဲဆို324ရတယ်ဆိုတော့အဲ့လိုမျိုးပဲဒီ share နံပါတ်ပြီးမှာလဲဒီ square root ဒီအောက်က number တစ်ခုခုကို square root ရှာလိုက်လို့20ရတယ်ဆိုတာဒီ share ဒီအောက်က square root အောက်ထဲက number က20ရဲ့ square number ဖြစ်နေလို့ဒါဆိုရင်အောက်ထဲက number ကိုပြန်လို့ချင်းရလာတဲ့ answer 20ကိုနှစ်ချက်တင်ပြီးတော့ဒီ share ဒီအောက်မှာပြန်ထည့်လိုက်မယ်ဆိုရင်400ဆိုပြီးရသွားတာဖြစ်ပါတယ်အဲ့လိုညီနဲ့တာရီသမီးကျန်တဲ့ပု္ပ္ပစာတွေလည်းတွက်ကြည့်ပါနံပါတ်10ကတော့ဒီ share Q root ဆိုတော့ကြော်လိုက်မယ်နော်ဆိုတော့နံပါတ်11ကတော့ show that 36မှာတဲ့ factors 6ခုရှိရဆိုတဲ့အကြောင်းပြပေးပါတယ်ဒါဆိုရင်တာရီသမီးဒီ share divisibility rules တုံးကလည်းတည်ထားပြီးသားဆိုတော့ဒီ share 36ကို factor ခွဲလို့ရတဲ့အတွေ့အကြုံတာရီသမီးစဉ်းစားကြည့်လို့ရတယ်ဒီ share အစစ်တိုင်းသွားကြည့်မယ်1ကနေစသွားမယ်ဆိုရင်1 times 36 even number နဲ့စုံတဲ့အတွက်ကြောင့်မို့လို့2နဲ့လည်းစားလို့ပြတ်တယ်2 times 80ပေါင်းလက်က3နဲ့စားလို့ပြတ်လို့ number တစ်ခုလုံးကလည်း3နဲ့စားလို့ပြတ်တယ်4နဲ့လည်းစားလို့ပြတ်တယ်ပြီးဒီချက်5နဲ့တော့စားလို့မပြတ်ဘူး6နဲ့တော့ဒီချက်တို့စားလို့ပြတ်တယ် okay အဲဆိုရင်ဒီချက်တို့သူမေးထားတဲ့အတိုင်း9 factor ဆိုတော့ဘာတွေဖြစ်မှာလဲဆိုရင်ဒီချက်တို့1ဖြစ်မယ်2ဖြစ်မယ်3ဖြစ်မယ်4ဖြစ်မယ်6က2နေရဆိုတော့တစ်ချိန်ပဲယူ9ရှိတယ်12ရှိတယ်
18ရှိရယ်36ဆို1 2 3 4 5 6 7 8 9ဆိုပြီးတော့ကိုလုံးပြည့်သွားမှာပဲဖြစ်ပါတယ်နံပါတ် B က find the factors of the square number ဒီချက်တို့ပေးထားတဲ့9တို့16တို့25တို့ဆိုတာ square number အဲ့ဒီ square number ရဲ့ factor ကိုရှာကြည့်ပြီဆို9ရဲ့ factor စဉ်းစားမယ်ဆို1ကနေစသွားတော့1 9ထပ်ပြီးတော့အလီမရှိတော့ဘူးဒီချက်တို့ဘာပဲရှိမလဲဆို3 3ဒါဆိုရင်ဒီချက်တို့9ရဲ့ factor ပဲနှလုံးလဲဆိုရင်2နေရာဆိုတစ်ခုပဲယူရပါ1 3ကနှစ်ကြိမ်ပါပေမဲ့တစ်ခါပဲယူ1 3 9ဆိုတော့ဒီချက်တို့ factor ဒီဘယ်နှခုရလဲဆိုရင်သူ့ရဲ့ factor ဒီ3ခုရှိရပေါ့နော်3 factor ရှိရ9မှာကโอเคဒါဆိုလို့ရှိရင်60မှာရော factor ဘယ်နှခုရှိလဲဆိုတာကိုချိုးရှာကြည့်ရအောင်60မှာ60ကိုလည်း1နဲ့ခွဲလို့ရတယ်1 times 60ပြီးဒီချက်တို့ဘာနဲ့ရသေးလဲဆိုရင်2 times 8ရတယ်3မရဘူး4 times 4ရတယ်ဒါဆိုရေးကြည့်လိုက်မယ်ဆိုရင်1 2 3 4 60မှာကြတော့ဒီချက်တို့ဘယ်လောက်ရှိလဲဆိုရင်သူ့မှာကြတော့5 factor ရှိတာဖြစ်ပါတယ်ဒါဆို25မှာရောကလေးဘယ်လောက်ရှိလဲ125ရတယ်2နဲ့မရဘူး3နဲ့မရဘူးဒီဘာနဲ့ပဲရတော့မလဲဆိုရင်5ဆိုပြီးရတယ်ဒါဆိုသူ့မှာလည်း factor ဒီချက်ဘယ်နှလုံးပဲဆိုလို့ရှိရင်3လုံးပဲပေါ့နော် factor 3လုံးပဲဖြစ်ပါတယ်โอเคအဲ့ဆိုနောက်တစ်ခုဒီ share တို့ကဘာရှင်းပြထားခိုင်းလဲဆိုတော့တို့ factor တွေပေါ့နော် factor တွေရဲ့ဒီ share တို့ numbers of sorry ဒီ share တို့ perfect square number တွေ square number တွေရဲ့ numbers of factors ရေအတွက်ရှာကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်လို့အမြဲတမ်းဒီ share တို့ဒီမှာရတာပေါ့နော်3တို့5တို့3တို့ဆိုဘာ number တွေရလဲဆို odd number တွေဘာဖြစ်လို့ odd number တွေရတာလဲဒါကတော့တားရသမီးမြင်တာမယ်ဒီ share factor ဆိုတာကစားလို့ပြတဲ့ကိန်းအတွဲလိုက်အလီတွေကိုစဉ်းစားတာပေါ့နော်ဒါပေမဲ့ဒီ share တို့ထူးခြားသွားတာက perfect square number တွေမှာဆိုလို့ရှိရင်ဒီ share တို့အတွဲတွဲရှိရဲအဲ့ဒါတူညီနေတဲ့ number အတွဲရှိရဲ3 times 3တို့4 times 4တို့5 times 5တို့ဒီလိုမျိုးတူညီနေပြီဆိုဒီ share တို့ကတစ်ချိန်ပဲယူပေးရတာပေါ့နော်အမှန်ဆိုရင်ဒီ share တို့ factor တွေစဉ်းစားတဲ့အခါမှာအတွဲလိုက်စဉ်းစားတဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်တော့ဒီ share တို့အစုံလိုက်ယူရတာဆိုတော့ even numbers တွေနဲ့ factor အရေအတွက်ရတာများတယ်ဒါပေမဲ့ square number တွေကကြတော့ဒီလိုမျိုးဒီ share တို့အတွဲတွေစဉ်းစားတဲ့အခါမှာတူနေရဆိုတစ်ချိန်ပဲယူရတာဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ factor ရေအတွက်တွေက marking တွေဖြစ်သွားတာဖြစ်ပါတယ်နံပါတ်ကြီးကတော့5အနံပါတဲ့ number တစ်လုံးကိုရှာပြီးအဲ့ဒီ number ကတဲ့ not square တဲ့ square မဟုတ်ဘူးเนาะ square number မဟုတ်ဘူးဒါပေမဲ့အဲ့ဒီ number မှာတဲ့ odd number of factor တဲ့ factor အရေအတွက်ဒီ mark နဲ့ဖြစ်နေတာမျိုးဆိုတော့ခဏတော့ဒီချေတို့1တို့3တို့အဲ့လိုရှိနိုင်လားကလေးတွေဒါဆို perfect square number မဟုတ်တဲ့ number နှလုံးလောက်ဒီချေတို့စဉ်းစားကြည့်မယ် number နှလုံးလောက်စဉ်းစားကြည့်မယ်ဆိုရင် perfect square number မဟုတ်တာကကျတော့3တို့5တို့ပေါ့เนาะဒါဆို factor sorry 3တို့5တို့ factor ခွဲမယ်ဆို1 times 3 1 times 5 factor ဒီဓမ္မဆိုလဲနှလုံး5မှာဆိုလဲနှလုံးအမြဲတမ်းဒီမှာဒီရှယ်နှလုံးဆိုတာဘာကိန်းပဲရတာလဲဆိုရင်သူကအတွဲလိုက်ယူပေးရတာဆိုတော့စုံကိန်းတွေပဲရတာ even numbers တွေပဲရတာဆိုတော့အဲ့လိုမျိုး number မျိုးကဒီရှယ်တို့မရှိပါဘူးတားရသူမျိုးကိုယ်တိုင်လည်း check in လုပ်ကြည့်လို့ရပါတယ်โอเคဒါဆိုနံပါတ် E နဲ့နံပါတ် E ကကြတော့ဒီ cube number ဆိုတာဒီချက်ဒါလေးခဏလေးထားခဲ့မယ်နံပါတ် F ကတဲ့ investigate how many factors different square numbers have တဲ့ investigate ဆိုတော့တားရသူမျိုးထားကိုယ်တိုင်လေးပေါ့နော် investigate လုပ်ကြည့် how many factors တဲ့ factors တွေဒီချက်တို့ဒီဘယ်နှမျိုးလောက်ရှိလဲ different square number has မတူညီနေတဲ့ number တွေမှာဆိုလို့ရှိရင် factor တွေကဒီချက်တို့ဘယ်နှလုံးလောက်ရှိနိုင်လဲပေါ့မတူညီနေတဲ့ square number ဆိုတော့3တို့sorry ဒီချက်တို့9တို့16တို့25တို့ဒီလိုမျိုးမတူညီနေတဲ့ square number မှာဆိုရင်တို့ရဲ့ factor ရေအတွက်ကလည်းဘယ်လောက်လောက်ရှိလဲဆိုတာကို investigate လုပ်ပြီးပြီးသားတဲ့မြေ friend နေနဲ့ကိုယ့်ရဲ့တငယ်ချင်းနေနဲ့ထပ်ပြီးတော့ကိုကအတူတူsharing လုပ်ပြီးတော့ပေါ့နော်အတူတူ share ပြီးတော့ဘယ်လိုမျိုးကွာခြားချက်တွေရှိလဲဒါလေးလေ့လာကြည့်လို့ရပါတယ်ဒီချက်တော့နံပါတ်12ကိုထပ်ပြီးကြည့်မယ်ဆိုရင် think like a mathematician Okay ဒါဆိုနံပါတ်12မှာဆိုတော့1 square က1 2 square 4ဒါဒီချက်တို့ပေးထားပြီးတော့2 square တွေကနေ1 square ကိုနှုတ်တော့3ရတယ်1 square နဲ့2 square ဆိုတာတဲ့ consecutive ဆိုတာ set type ဖြစ်နေတဲ့ square numbers တွေဖြစ်တယ် the difference between 1 square and 2 square is 3နှုတ်လိုက်တဲ့အခါမှာခြားနားချက်က3ရတယ်တဲ့နံပါတ် A မှာက copy and complete this diagram အဲ့ဒီ diagram ကိုအပြည့်ဖြည့်ပေးပြီး showing နဲ့ပြပေးပါ the difference between consecutive square numbers ဆက်တိုက်ဖြစ်နေတဲ့ square number တွေကြားတွေက difference ကိုပြပေးပါဒါဆိုရင်ဒီမှာ1 square 2 square ကတော့စဉ်းစားထားပြီးဒါ3 square ကဘယ်လောက်လဲကလေး9 4 square is 16 5 square is 25 6 square is 36ဒါဆိုဒီရှယ်ကိုစဉ်းစားမယ်နော်2 square ကတော့ဒီရှယ်ကို4 4ကနေ9ဖြစ်သွားတယ်ဘယ်လောက်တိုးသွားတာလဲကလေးတွေ yes 5တိုးသွားတယ်ဒီရှယ်ကို difference ကိုလိုချင်ကြီးရဲ့ number တွေကနေငယ်တဲ့ number ကိုနှုတ်ပြီးတော့ရှာလို့ရတယ်9နဲ့4နှုတ်လိုက်ရင်လည်း5ပေါ့ဆိုတော့3 square နဲ့ဒီရှယ်4 square ပေါ့နော်9ကနေ16ဆိုလဲဘယ်လောက်တိုးသွားလဲသိချင်ရင်16နဲ့ကနေဒီရှယ်ကို9ကိုနှုတ်လို့ရတော့အဲ့ဒီသမီးဘယ်လောက်တိုးသွားလဲဆိုရင်7တိုးသွားတယ်အဲ့လိုမျိုးပဲ16နဲ့ကနေ25ဆိုတာလဲဘယ်လောက်တိုးသွားလဲဆိုတော့9တိုးသွားတယ်25ကနေ36ဆိုတော့11ဒီရှယ်တို့တိုးသွားတာဖြစ်ပါတယ်
Okay ဒါဆိုတိုင်းသမီး describe တဲ့ဖော်ပြပေးပါ any pattern in your answers ဒီရှယ်တို့ဒီ difference တွေဖြစ်တဲ့3 5 7 9 11ဆိုတော့ဒီမှာဆိုရင်ဒီရှယ်ဘယ်လို pattern မျိုးတွေကိုကလေးတွေ့ရလဲပေါ့နော်ဘယ်လောက်စီဒီရှယ်တိုးသွားတဲ့ pattern နဲ့တွေ့ရတာလဲ yes 3ကနေ5ဆိုတော့ဒါကလည်း2တိုးသွားတာပဲ okay ဒီမှာဆိုလဲဒီရှယ်တို့ဒီဒါကလည်း2တိုးသွားတာပဲဒီမှာဆိုလဲ2စီတိုးသွားတာပေါ့နော်ဒါဆိုဒီရှယ်တို့ဒီ2စီ increase ဖြစ်တာတယ်တိုးသွားတဲ့ pattern မျိုးကိုဒီရှယ်တို့ဒီမှာတွေ့ရမှာပဲဖြစ်ပါတယ်နံပါတ်4ကလည်း investigate ဒါကတော့ဒီရှယ်တို့ cube number ဘိုင်းနဲ့ပတ်သက်တာရောက်သွားပြီပေါ့နော်ဒီရှယ် cube number topic ရောက်တော့မှဒါလေးနဲ့ပတ်သက်ပြီးတော့ exercise လေးထပ်ပြီးတော့ဒီရှယ်တို့လေ့လာကြည့်ပါမယ်ဒီရှယ်တို့အောက်ပိုင်းပု္ပ္ပစာတွေကလည်း cube number တွေပါဒီရှယ်တို့နံပါတ်14ကိုဆက်ပြီးကြည့်မယ်ဆိုရင် add up the first 3 odd numbers and find the square root of the answer ပထမဆုံး odd number 3လုံးဆိုတော့ဒီရှယ်တို့ဘက်ကနေစမယ်ဆို1 3 and 5အဲ့ဒါတွေဘာလို့လဲဆို add up ဆိုတော့ဒီရှယ်တို့ပေါင်းလိုက်တဲ့အခါမှာ9ရတယ်ပေါ့နော်အဲ့ဒီ9ရဲ့ဘာကိုရှာပေးပါလဲဆိုရင်ဒီရှယ်တို့9ရဲ့ square root ကိုရှာမယ် square root of 9ဆိုတော့ကလေးဘယ်လောက်ရတာလဲ3ရသွားတာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်နောက်တစ်ခုပါနောက်တစ်ခုကနံပါတ် B နံပါတ် B ကတော့တဲ့ပထမဆုံး odd number ၄လုံးရဲ့ပေါင်းပြီးတော့ square root ရှာပထမဆုံး odd number က1 3 5ပြီးရင်ဒီရှယ်တို့7အဲ့ဒါကိုဒီ၄ခုလုံးပေါင်းပြီးတော့ဒီရှယ်တို့ square root ကိုရှာရမှာဖြစ်တယ်ဒါဆိုရင်ဒီရှယ်ဘယ်လောက်ရလဲဆို16ရတယ်ပေါ့နော်16ဆိုတော့သူ့ရဲ့ square root ဒီ4ရပါတယ်တဲ့ဆိုတော့အကနေပြီးတော့တားရတဲ့ can we generalize the results of part A and part B နည်းနည်းလေးတတိထားမိအရှိလားဒီရှယ်တို့ the first 3 odd number ပေါင်းပြီးတော့ square root ရှာတော့3ရတယ်ပြီး the first 4ရှာတော့ answer ဒီ4ပေါ့နော်ဒီရှယ်4လုံးရတယ်ဒါဆို5လုံးလောက်ပေါင်းပြီးတော့ square root ရှာရင်ဘယ်လောက်ရနိုင်လဲဒီရှယ်စဉ်းစားမယ်ဆို1 3 5ပြီးဒီရှယ်တို့7ရဲ့9ရဲ့9မှာပေါင်းလိုက်မယ်ဆိုရင်ဒီရှယ်တို့ square root of 25ဆိုတော့ဘာပဲရလဲဆိုရင်5ရတယ်ဆိုဒီရှယ်တို့ order က3 4 5ဒီလိုမျိုးပုံစံလေးဖြစ်နေတာဒီရှယ်တို့တွေ့တိုင်းတယ်နံပါတ် D မှာဆိုလို့ရှိရင်တဲ့ပေးထားတဲ့ diagram ကိုကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးမှာကသူကဒါဒီရှယ်တို့ဒီနားလေးကိုနည်းနည်းဆက်ပြီးကြည့်လိုက်မယ်ဆိုဒါ square shape ပေါ့နော်ပထမဆုံးဒီရှယ်ဒီပုံမှာက1 dot ပဲနောက်တစ်ခုမှာကျတော့ဒီရှယ်ဘယ်လောက်ဖြစ်သွားလဲဆို1 2 3 okay เนาะဒီမှာဒီရှယ်ထပ်ပြီးတော့မှ3 1 2 3 3 set နောက်တစ်ခုကကျတော့ဒီရှယ်ဘာတွေ့ရလဲဆို1 2 3 4 5 5ပြီးတော့7ဆိုပြီး1 3 5 7ဆိုပြီးတော့သူကဒီလိုမျိုး pattern တိုင်းလေးတွားထားတာပေါ့နော်အဲဆိုလို့ရှိရင်ဒီရှယ်တို့ဒီရှယ်တို့ square shape လေးရလာတာကိုတာရည်သမီးဒီ table ကနေဒီ diagram ကနေဒီရှယ်တို့ကြည့်နိုင်တယ်ဒီမှာဆိုလို့ရှိရင်ဥပမာဒီရှယ်တို့ဒါကအပိုင်းတစ်ပိုင်းပေါ့နော်ဆို1နဲ့ဒီရှယ်တို့3နဲ့ပေါင်းကြည့်လိုက်မယ်စဉ်းစားမယ်နော်1နဲ့3နဲ့ပေါင်းပြီးတော့ကြည့်မယ်ဆိုဒီလိုပုံလေး okay ဒါဒီရှယ်ဘာပုံလဲဆို square ဒါကသူ့ရဲ့အလျားက2 dots ဒီမှာဆိုလဲဒီရှယ်တို့2 dots ပဲ row ရော column ရောက2ပဲဆိုတော့အမှလည်းဒီရှယ်တို့ square shape ရတာတွေ့ရမယ်အဲဆိုရင်ဒီရှယ်တို့ဒီ3ခုပေါင်းကြည့်မယ်ဆိုရင်1ရယ်3ရယ်5ရယ်ကိုဒီလိုမျိုးကြည့်လိုက်မယ်ဆိုရင်လည်းဒါဒီလည်းဘာရမှာလဲဆိုတာရည်သမီး square shape ရမှာပဲသူကကြတော့3 row 3 column ပေါ့နော် column ကလည်းရုပ်3ခုပဲ row ကလည်းဒီရှယ်3ခုစီနဲ့ square shape ရသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးပဲဒီရှယ်တို့ဒီ1 3 5 7 9ကိုလည်းဒီလိုမျိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီရှယ်တို့ထားရပါတယ်ဆိုရင်ဒီလိုမျိုး sorry နော်အဆက်တွေကိုဆက်လိုက်မယ်ဆိုရင်ဒီလိုမျိုး square shape ရတာပဲသူကလည်း4 row 4 column ပဲရတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်တာရည်သမီးဒီကနေပြီးတော့မှဒီရှယ်တို့ဒီအချက်လေးကလည်းသိနိုင်တာဖြစ်ပါတယ်summary အနေနဲ့ square number တွေပြန်ပြီး check လုပ်ကြည့်မယ်ဆိုရင်ဒါရည်သမီးတွေက square number တွေကိုရှာနိုင်ပြီးတော့အဲ့ square number တွေရဲ့ square root ကိုလည်းအပြန်အလှန်အနေနဲ့ရှာတတ်ရမှာဖြစ်ပါတယ်။ကလေး1 square ကနေပြီးတော့မှ20 square လောက်ထိအလွတ်ရထားရင်ပို့ပြီးတော့ဒီရှယ်တို့အဆင်ပြေပါတယ်။ဒါဆိုရင်နောက်ထပ်သင်ခန်းစာမှာတော့ဒီရှယ်က cube numbers တွေ cube roots တွေဘယ်လိုမျိုးဆက်ဆက်နေရလဲဆိုတာပြောပြီးတော့မှဒီရှယ်တို့ကြန့်ရှိနေတဲ့ exercise တွေကိုထပ်ပြီးတော့လေ့လာကြပါမယ်။ဒီရှယ်ရဲ့ဒီနေ့ video လေးကတော့ဒီလောက်ပဲပေါ့နော်။ဒါဆိုရင်ဒါရည်သမီးတွေအားလုံးဒီရှယ်ရဲ့ video လေးကို like and share ပြီးတော့ channel ကို subscribe လုပ်သွားပေးခဲ့ကြပါရှင်ဒါဆိုရင်ဒီရှယ်တို့နောက်ထပ် video မှာထပ်ပြီးတော့လေ့လာကြရအောင်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye have a nice day